ကျွန်တော်တန်ရင်3ယောက်မနေ့ပြန်အောင်ဆိုင်ကယ်စီးဖို့အတွက်ကိုဒီညမှာခီးစဉ်ကိုစီစဉ်ပါတယ်ခင်ဗျနောက်နေ့မနက်မှာကျွန်တော်တို့ချိန်ထားတဲ့နေရာကိုကျွန်တော်ရောက်နေပါပြီကျွန်တော်တန်ရင်နေနဲ့ရောက်လာပါပြီခင်ဗျပြီးတော့ဒီနေရာနဲ့ကျွန်တော်တို့ခီးစားထွက်ပါတယ်ခင်ဗျသွားတော့ကျွန်တော်တို့ကချနာဘူးဘက်ကိုသွားတာပါခင်ဗျဟုတ်ကိုဖယားနာကိုပြောတယ်နောက်15မိနစ်20လောက်ရောက်အဲ့ဒီရက်ကတကယ်တော့ဒီမှာ air pollution တွေရမ်းဖြစ်နေတဲ့အချိန်ကချနာဘူးဒီနားရောက်တော့တက်ရှူတော့မဟုတ်ဘူးဒါမဲ့လည်းကျွန်တော်တို့ခီးစဉ်အတိုင်းဆက်လက်ပြီးတော့ဆိုင်ကယ်စီးပြကြပါမယ်ခင်ဗျကချနာဘူးရောက်တော့ကျွန်တော်တို့ပထမဆုံးဖျားရင်ပို့ပါတယ်ပြီးတော့မှအဲ့ဒီဖျားပြီးနောက်မှာရှိတဲ့ coffee ဆိုင်ပေါ့နော်အဲ့မှာကျွန်တော်တို့မနက်စာစားကြတယ်ဗျညနေရတော့ဗျတော်တော်ဆိုင်ကယ်စီးလို့ကောင်းတယ်ကျွန်တော်တို့အကြိုက်ပဲနောက်ပြီးတော့ကျွန်တော်တို့မှန်တရားရှိတဲ့နေရာပေါ့အဲ့ဒီနေရာကိုဝင်လဲခဲ့သေးတယ်ဗျအခုဆိုနေ့လည်းရောက်ပြီဆိုတော့ကျွန်တော်တို့ bike တွေလည်းစားနေပြီဗျအဲ့ဒါနဲ့ပဲလမ်းမှာရှိတဲ့ဆိုင်မှာတမင်ဝင်စားကြတယ်အဲ့ဆိုင်တွေတော့စားလို့ကောင်းတယ်ဗျအဲ့ဆိုင်တွေမှာအပတ်တရတွေတမင်ဖြစ်ခဲ့တယ်ကျွန်တော်တို့ကမြန်မာလူတွေစကားပြောနေကြတာပေါ့ဒီနာဝီလာကောင်မလေးကမြန်မာမလေးဒါပေမဲ့ကျွန်တော်ကမြန်မာမသိဘူးကျွန်တော်စကားပြောနေကြတယ်ပြီးတော့ပြန်ကနေတော့မှကျွန်တော်တို့ကတင်မန်းလေးပြေးတော့မှသူကကျွန်တော်တို့မြန်မာလူကျေးဇူးတင်ပါတယ်ရှင်းလို့ပြန်ပြောတယ်အဲ့မှာကျွန်တော်ကြီးလေးကြတာပြီးတော့ကျွန်တော်တို့သွားကျင်တဲ့နေရာ Senior Grader တန်ပေါ့နော်အဲ့ဒီစိတ်ရှိတဲ့နေရာပေါ့အခုဆိုရင်တော့2 point တနေရာရောက်ပြီပေါ့အစင်နာရောက်ခံဒီမှာရမ်းမိုက်တွေကကြည့်ရတော့ဒီကစစ်သားတွေကတော့အပြန်အလှန် respect ရှိရကြအခုဆိုရင်တော့ကျွန်တော်တို့လာခြင်းတဲ့10ကြီးရဲ့ရေကတာနေအောင်ရောက်ပါပြီအရန်မိုက်ပါတယ်မြင်ရတာ share ပဲမြင်ရတဲ့ရှူရင်းကတော့တော်တော်မိုက်တယ်ခုတော့ကျွန်တော်တို့သွားကျင်တဲ့နေရာကိုရောက်ခဲ့ပြီကျွန်တော်တို့အမတ်တရတပ်ပုံလေးရိုက်တယ်ပြီးတော့ကျွန်တော်တို့ဘန်ကောက်ကိုပြန်စီးကြပါတယ်ဒီခရီးစဉ်လေးကတကယ်ကိုဆိုင်ကယ်စီးပြီးတွားလို့ကောင်းတဲ့နေရာလေးတစ်ခုပါโอเคဘိုင်ဘိုင်နောက်ဘူးလို့ပြန်တွေ့ကြမယ်နော်